ကျွန်တော်တို့သိကျင်တာဒီ CRPH ပေါ့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီရဲ့အရေးပါပုံပေါ့နော်ဒီအချိန်မှာဘယ်လောက်ထိအရေးပါတယ်ဆိုတာဟိုဆရာနည်းနည်းရှင်းပြပေးပါဒါတော့ကျွန်တော်တို့ဘာလာရှိရနေ2020မှာမြန်မာနိုင်ငံပြည်သူလူထုကနေပြီးတော့သူတို့ကိုယုံကြည်ပါတယ်စိတ်ချပါတယ်ကျွန်တော်တို့အတွက်ပြောပေးပါကျွန်တော်တို့အတွက်ရည်တည်ပေးပါဆိုပြီးတော့ democratically elected democracy စာချေစာနှုန်းနဲ့အငယ်ရွေးကောင်းတည်မြှောက်ထားတဲ့ mandate of the people mandate ရှိတဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက်ကြောင့်ရွေးကောင်းခံကိုယ်စားလှယ်ဖြစ်တဲ့အတွက်ကြောင့်သူတို့ဟာတရွေရွေးကောင်းခံတဲ့နိုင်ငံတော်ကိုစားရတည်မဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့မဲဆန္ဒနယ်မြေကိုစားရတည်မဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဟာအမေရိကန်အရေးပါနေဦးမှာပဲစစ်သားအာဏာသိမ်းချမသိမ်းချနဲ့သူတို့ရဲ့အရေးပါဖို့တော့ခုနပြောသလိုစစ်သားအာဏာသိမ်းလောက်ကသူတို့အရေးမပါတော့ဘူးဆိုတာမဟုတ်ပါဘူးသူတို့စစ်သားအာဏာသိမ်းလို့ကိုပဲသူတို့ကဘိုးတောင်မှအရေးပါလာတာကိုကျွန်တော်ပြောလို့ပါတယ်ဟုတ်ကဲ့နောက်တစ်ခုကဆရာဒီဆရာကိုကုလသမဂ္ဂရဲ့အထူးတန်တမန်အနေနဲ့ခန့်အပ်တဲ့အချိန်မှာဆရာအရင်ဆုံးပေါ့နော်ဆရာဒီကုလသမဂ္ဂမှာဘာတွေအရင်ဆုံးစလုပ်မလဲဥပမာ3-4ခုလောက်ပေါ့ဆရာလုပ်မဲ့အစီအစဉ်3-4ခုလောက်ကျွန်တော်တို့ရှင်းပြပေးပါနံပါတ်1ကတော့ကျွန်တော်တို့ဒီရွေးကောင်းခံတဲ့လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကိုကုလသမဂ္ဂအနေနဲ့ကြီးညာပြီးတော့သူတို့ဒီမြန်မာနိုင်ငံလူထုကပြည်သူလူထုကကောက်တည်မြောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုပဲအတိမပြုတဲ့ဆိုတဲ့အကြောင်းကိုသူတို့ကနော်ကုလသမဂ္ဂအစစ်နဲ့ကိုကအတိမပြုရှိကိုရှိရမယ်ဆိုတော့ကဘာကိုကြည့်မယ်ဆိုတော့အမေရိကလည်းဒီမိုကရေစီနိုင်ငံပဲအင်္ဂလန်နိုင်ငံလည်းဒီမိုကရေစီနိုင်ငံပဲเนาะအနောက်နိုင်ငံအားလုံးကိုကြည့်မယ်ဆိုရင်လည်းဒီမိုကရေစီနိုင်ငံတွေဖြစ်တယ်ကျွန်တော်တို့အာဆီယံကိုကြည့်မယ်ဆိုဂျပန်နဲ့ South Korea တို့လိုလည်းကျွန်တော်တို့ကသွားပြောရမှာဖြစ်ပါတယ်သူတို့ဟာလည်းအစိုးရကိုဖွဲ့စည်းတဲ့အခါမှာရွေးကောက်ပွဲကိုဒီမိုကရေစီစာချေစာနှုန်းနဲ့အညီလုပ်ပြီးတော့အစိုးရကိုဖွဲ့ကြတာပဲဘာဖြစ်လို့မြန်မာနိုင်ငံကြတော့ကျွန်တော်တို့လည်းရွေးကောက်ပွဲလုပ်တယ်အစိုးရကိုဖွဲ့ရမယ့်အခါမှာစစ်တပ်ကအာဏာသိမ်းတဲ့အခါမှာလက်ပိုက်ပြီးတော့ကျွန်တော်ကိုကြည့်နေတော့မရဘူးဆိုတော့ကျွန်တော်ကသူတို့ကိုဒီမြန်မာနိုင်ငံမှာသူတို့ရဲ့လုံဖော်ကိုက်ဖြစ်တဲ့လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုလည်းအမေရိကန်နိုင်ငံမှာလွှတ်တော်ကိုယ်စားလှယ်တွေလိုပဲသူတို့မှာတိတ်ခါရှိရှိနဲ့လက်ခံပြီးတော့သူတို့နဲ့လက်တွဲလုပ်နိုင်တဲ့အထီးကိုကျွန်တော်ကဆောင်ရွက်သွားဖို့နံပါတ်1ဖြစ်ပါတယ်နံပါတ်2အနေနဲ့တော့အခုနလိုပြည်သူလူထုအပေါ်ကိုစီးကျင်ညာပြီးတော့เนาะရက်သားတွေစစ်သားတွေကိုစုံနှောပြီးတော့အေတာရရောက်အထီးတင်နာနဲ့ချိန်ပြီးတော့เนาะဒါတတိထောက်တော့ဖြစ်ဘသူပဲဖြစ်เนาะနောက်ဆုံးပြောရတော့မတာမစွန်းနဲ့เนาะကိုဝဆောင်မိခင်နဲ့မနေ့ညအခုနဗီဒီယိုထွက်နေတာเนาะကျွန်တော်တို့ကလေးတယောက်ကသူ့အမေကိုကာကွယ်ဖို့ငိုနေတယ်အဲ့မှာရက်သားကလေကျွန်တော်တွေ့တာ10ယောက်ထက်မနည်းရှိတယ်เนาะအဲ့ဒါမှာရဲမိကြီးတွေပါတယ်ဟာကလေးကအဲ့ဒီရဲ10ယောက်ကို तू ကနော်ဝိုင်းရထားတာကလေးကလက်နဲ့ရှိလို့လားအဲ့ကလေးအမေငိုနေတဲ့ကလေးအမေနော်အဲ့ကလေးအမေနဲ့အဲ့ကလေးကသူတို့မှာဘာအလောက်ထိလူတမှုရှိလို့လားဘာဖြစ်လို့လဲဆိုတော့ဒါတွေအားလုံးကိုကျွန်တော်ဟာ we need justice to be done ဆိုတော့ကျွန်တော်အနေနဲ့ဒါကိုတော့လက်ခံနိုင်ချင်မရှိတော့ဘူးဆိုတော့ဒီလိုစီအာနာတိတ်ကအစိုးရကတားချင်တဲ့လူကိုတားဖားချင်တဲ့လူကိုဖားလူအခွင့်အရေးကိုတကယ်ချိုးဖောက်နေပါတယ်ဆိုတာကိုတတိထဲမှာဆရာတို့လိုတတိမှာထုတ်တာအရေးကြီးတယ်အင်မတာမှအရေးကြီးဒါပေမဲ့တတိမှာဖတ်တာနဲ့လူချင်းပြောတာကမတူဘူးကျွန်တော်ကတော့ပစနဲ့လူချင်းကျွန်တော်ရဲ့နှလုံးသားထဲကနေပြီးတော့မြန်မာနိုင်ငံလူထုမှာနော်ခါစားနေရတဲ့နော်နာကျင်မှုခါစားနေရတဲ့လူအခွင့်အရေးချိုးဖောက်မှုကိုကျွန်တော်ကတက်တဲ့အထောက်ထားနဲ့တက်ဆိုင်ရာအဲ့ဒီလူခွင့်ကောက်စီနဲ့ကိုကကျွန်တော်ထိတိုင်းနော် formal ပဲဖြစ်ဖြစ် informal ပဲဖြစ်ဖြစ်ကျွန်တော်အသေးတော့ပြောမယ်နံပါတ်2နံပါတ်3အနေနဲ့ကျွန်တော်ဒီအာနာသိန်းစီအစိုးရကိုကျွန်တော်အရေးယူတဲ့အပိုင်းမှာသူတို့မှာအာနာသိန်းစီအစိုးရလက်တဆိုးစာကိုပဲအရေးယူတာမဟုတ်တော့ဘဲနဲ့ကျွန်တော်ဟာဒီအာနာသိန်းစီအစိုးရကိုထောက်ခံအားပေးနေတဲ့သူတို့ရဲ့အတိုက်အဝိုက်တွေအားလုံးကိုကျွန်တော်ကြည့်ရပါမယ်နော်သူတို့ရဲ့အတိုက်အဝိုက်ကိုလို့ကိုကြည့်ရပါမယ်ဒါတော့မရတော့ဘူးဒီချိန်မှာလေဒီလိုနဲ့ကျွန်တော်အနာဂတ်ကိုသွားလို့မရတော့ဘူးဆိုတော့ဒါကိုအမေရိကဆိုရနဲ့ဥရောပအနောက်နိုင်ငံဆိုရကိုဒီလိုအရေးယူတင်တဲ့ပုံကိုယ်တွေနော်
ဥမာဒီစစ်အာဏာသိမ်းတဲ့ပုဂ္ဂိုလ်တချို့နဲ့အာဏာမသိမ်းတဲ့မှာမပါတော့လဲပဲသူတို့ကိုထောက်ခံနေတဲ့လက်ခုပ်တီးပေးနေတဲ့သူတို့ကိုကူညီနေတဲ့လူတွေကအတူတူပါပဲဘာမှမထူးဆန်းပါဘူးသူတို့အားလုံးကိုကျွန်တော်ကအရေးယူနိုင်ဖို့ရအတွက်နံပါတ်3အချက်ဆော်ရွက်မှာဖြစ်ပါတယ်နံပါတ်4အချက်ကတော့ကျွန်တော်မြန်မာနိုင်ငံတာယုတ်အားလုံးပေါ့နော်ဒီကမ္ဘာအတီးတီးမှာရှိတဲ့မြန်မာနိုင်ငံတာယုတ်အားလုံးဟာလည်းတပိမှောက်ကိုမှောက်ပါမှာအခုလူထုတော်မှဒီလောက်အူကြော့ပြီးတော့လေဒီမှာစီရတာနော်ဒီမှာဘလို့လဲမတာမစွန်းဒီမှာကိုယ်ဆောင်မိခင်ဒီမှာကလေးနဲ့မိခင်နော်အဲ့တော့ကျွန်တော်နှုတ်တိုက်မိခင်တယောက်စာပြထွက်ပြီးတော့လေလူစိတ်မှာဘယ် website မှာတော့မသိဘူးเนาะ तू ကနှုတ်တိုက်ပြီးတော့အဲ့လိုစာပြနေတာတွေ့တဲ့ခါမှာကျွန်တော်တကယ်ပဲအများကြီးတော့ကြားခဲ့ပါတယ်ဆိုတော့ဟုတ်ကဲ့ဆရာမတန်ဆွမ်းတယောက်ကိုလည်းမန်လေးမှာရိုက်နှက်တဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရိုက်နှက်တဲ့ဗီဒီယိုကလည်းရှိတယ်ဆရာဒါတွေအားလုံးကလည်းတကယ်ပြောရဆိုရင်တော့ကဘာမှာအရက်ဆက်ဆုပ်ကဘတူလဲကဘာမှာဒီလောက်အထိကဘာကိုဒီလောက်ကျွန်တော်တို့ကရက်ဆက်ပါတယ်ဆိုပြီးတော့တက်တယ်ပြနေတာဖြစ်ပါတယ်တစ်ဖက်ကပြောမယ်ဆိုရင်တော့ဒီလိုဒီမိုကရေစီစာချီစာနှုတ်နဲ့ရွေးကောက်ပွဲကိုလုပ်တဲ့ဥစ္စာကိုသူတို့ကတစ်ဖက်ဆိုရင်တော့မတမာဘူးဆိုပြီးတော့မတရားတဲ့သူတို့ဘယ်ကစီကိုယူတယ်လဲဘယ်သူမှမသိဘူးသူတို့စေရောကထုတ်လို့တာလားတော့မသိဘူးလေဒီမတမာမှုရှိတယ်ဆိုပြီးတော့10သိန်း4တောင်း10သိန်း10သားပေါ့နော်10သားကြော်ကိုသူတို့က list ကိုထုတ်တယ်ကွာ evidence မရှိဘူးနော်သူတို့မှာ proof မရှိဘူးအဲ့ဒါကိုအကြောင်းပြပြီးတော့ပြည်သူကိုလာနှိမ့်ဆက်တယ်ဒါကတော့တကယ်လားဆိုရင်တော့ဘသူမှဒါတော့လက်ခံနိုင်မဲ့အကြောင်းမရှိဘူးဆိုတော့ကျွန်တော်တို့အနေနဲ့သူတို့အားလုံးကိုလည်းလုတ်တဲ့သူနဲ့လုတ်ခိုက်တဲ့သူအားလုံးကိုကျွန်တော်က we must brought them to justice သူတို့ကိုကျွန်တော်ဟာဒီတရားမျှတတဲ့နေရာကိုကျွန်တော်ခေါ်သွားနိုင်ဖို့ရည်ရှိပါတယ်ဆိုတော့နောက်ဆုံးကပြောမယ်ဆိုရင်တော့မြန်မာနိုင်ငံတာယုတ်ဒီအားလုံးဟာလည်းအဲ့လိုနဲ့မတာမဆိုးတွေတောင်မှအဲ့လိုအရိုက်ခံနေပြီသူတို့တောင်မှအဲ့လိုဖြစ်နေပြီဆိုတော့နိုင်ငံတကာမှာရှိတဲ့မြန်မာနိုင်ငံတာယုတ်မှာရှိတဲ့ဝန်ထမ်းအားလုံးလည်း CDM ကို join ပါနော်တတိရှိနဲ့ join ပါဘာမှဆူဆူဆရာမရှိပါဘူး CDM မှာမ join မလာနိုင်လို့တိုင်းပြည်တစ်ခုလို့ပြက်စီမှာထက်ကိုက CDM မှာလာလို့ကိုလေတိုင်းပြည်အနာကရှိသွားမှာကိုကျွန်တော်အလုံးစစ်စားဖို့လိုတယ်ပြီးတော့နောက်တစ်ချက်ကတော့ကျွန်တော်က CDM လို့သမင်းငါပြောတော့ဘယ်သူမှတိမ်မှာမဟုတ်ပါဘူးเนาะတကယ်ပြောတာ CDM မှာကျွန်တော်ပါလို့အလုံးမရှိလို့လားเนาะဒီအနာသိရှိဆိုရပိတ်ဒလားစာကိုတော့မယူရလဲသမင်းမငါပါဘူးကျွန်တော်ဂရိပိတ်ရတယ်အဲ့တော့သူတို့ပေးတဲ့လားစာကိုမစားပဲနဲ့ကျွန်တော်နေလို့ရတယ်ကွာအေးစနေလို့ရတယ်ကျွန်တော်ကုလသမဂ္ဂလည်းပြောမယ်နိုင်ငံတကာလည်းပြောမယ်ကျွန်တော်အများကြီးလားရှိတယ်ဒါတော့ပြောနေချတော့မလို့ပါဘူးဆိုတော့ကျွန်တော်အနေနဲ့ဒါပေမဲ့လည်း CDM မှာမပါလို့ဒီအာနာသိစီအစိုးရကကြိုက်တယ်လို့ကြိုက်ချင်တာကိုလို့နော်တာချင်တာကိုတာနော်ဖာချင်တာကိုဖာဖြတ်စီချင်တာကိုဖြတ်စီဆိုပြီးတော့သူတို့လွတ်လပ်လုပ်နေရင်ကျွန်တော်လူထုအားလုံးကကျွန်တော်ရဲ့ပျောက်ဆိုးသွားပါမယ်နော်တွေးထွက်ခြင်းတွေဖြစ်လာမယ်အိုကြွားခြင်းတွေဖြစ်လာမယ်ကျွန်တော်ရဲ့စီးပွားရေးကလည်း collapse ဖြစ်လာမယ်ကျွန်တော်ရဲ့ဂျမိုင်းစနစ်လည်း collapse ဖြစ်လာမယ်ဆိုတော့ဒါကိုကျွန်တော်အဖြစ်မခံနိုင်ဘူးဒါကြောင့်မလို့ကျွန်တော်အားလုံးကနိုင်ငံတကာမှာရှိတဲ့တာယုတ်တွေအားလုံးလည်းတပေးမှောက်ဖို့ရည်ကြည်တယ်မှောက်ကိုမှောက်ရမယ်ဆက်ပြီးတော့တွားကိုတွားရမယ်ပြီးတော့ပြည်သူလူထုကလည်းနော်လုံးဝနောက်မဆိုးပဲနဲ့နော်လုံးဝနောက်မဆိုးပဲနဲ့နော်တခါလို့တာ once for all တခါလို့ပြီးတော့ကျွန်တော်ဟာနောက်ထပ်ကျွန်တော်ကလေးတွေကျွန်တော်ရဲ့တားစင်မြစ်ဆက်တွေထားပြီးတော့ဒီလိုအဖြစ်ကိုမခါအောင်ကျွန်တော်ကဒီတခါလို့တာကိုကဖြစ်နိုင်တော့ထာဝရပေါ့နော်ဒီတခါလို့ပြီးတော့ကျွန်တော်တားစင်မြစ်ဆက်အကိုလို့ဟာလဲလွတ်လပ်ရေးမှာနေနိုင်ဖို့နော်တားစင်မြစ်ဆက်အကိုလို့ဟာလဲဒီမိုကရေစီရဲ့အနှစ်သာရအောက်မှာနေနိုင်ဖို့နော် freedom လို့ဆိုတော့လွတ်လပ်ရေးရဲ့လွတ်လပ်ခွင့်ရဲ့လူခွင့်ရဲ့အနှစ်သာရအောက်မှာနေနိုင်ဖို့အတွက်ကျွန်တော်စူးစမ်းသွားနိုင်ဖို့ရအတွက်ကျွန်တော်ကတော့အဆွဲကိုစူးစမ်းပါမှာဖြစ်ပါဟုတ်ဆရာနောက်တစ်ခုမေးချင်တာကဒီခုစစ်အာဏာရှင်အစိုးရခန့်ထားတဲ့စစ်အာဏာသိမ်းအစိုးရခန့်ထားတဲ့ကိုယ်စားလှယ်ကလည်း UN မှာရှိတယ်ဆိုတော့ဆရာတို့ကရော UN ရဲ့အတိအမှတ်ပြုတာကိုခံရပြီလားပြီးတော့သူတို့ ਨੇ ဘယ်လိုထိတ်တိုက်တွေ့မယ်ဆိုရင်ဘယ်လိုမျိုးဟာရှိမလဲဆရာရဖြစ်မှာတော့မဟုတ်ပါဘူးဒါတော့နံပါတ်1ပါကျွန်တော်သူတို့ကိုလေးစားပါတယ်ဘာပဲဖြစ်ဖြစ်သူတို့ကလည်းအဲ့မှာကြိုက်လို့နေတာမဟုတ်ပါဘူးเนาะသူတို့ကအခြေအနေအဲ့လိုဖြစ်လာတော့အခြေအနေကြောက်သူတို့ကအဲ့မှာတာဝန်ထားဆောင်ခြင်းတွေဖြစ်စေမထားဆောင်ခြင်းတွေဖြစ်သူတို့ကနေရတဲ့အခြေအနေညီကိုတွေဖြစ်တယ်ဆိုတာကိုကျွန်တော်နံပါတ်1ပြောလို့ပါတယ်သူ
သူတို့အမှားမဟုတ်ပါဘူးနံပါတ်2ကတော့သူတို့ကိုကျွန်တော်ဆွေးနွေးချင်ပါတယ်เนาะဆွေးနွေးချင်ပါတယ်ဒီစစ်အာဏာရှင်တွေရဲ့အမိန့်ကိုမခံတော့ပဲနဲ့စီဒီအမ်လာပါဆိုတာကိုကျွန်တော်တို့ကောက်ကောက်မှုဖိတ်ခေါ်ရမှာဖြစ်ပါတယ်ပြီးတော့ခုကကျွန်တော်အနေနဲ့ဆိုတော့နော်သူတို့ကကျွန်တော်ကိုအတိမပြုတယ်လားမပြုဘူးလားဒါကတော့အတိကမဟုတ်ပါဘူးကျွန်တော်ကိုအတိမပြုထားတာကပြည်သူလူထုကိုစားပြုဖို့50လိတာပြည်သူလူထုကိုစားပြုဖို့ရအတွက်ရွေးကောက်တင်မြှောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်နော်ယာချင်တဲ့နော်တို့400ကျော်ကနော်ဒီကျွန်တော်တို့ကိုအတိမပြုထားတယ်ဆိုတော့ပြီးသွားပြီဆိုတော့လူထုကိုယ်စားလှယ်ဖြစ်နေကျွန်တော်ကနော်စီအာနာကောင်စီရဲ့ကိုယ်စားလှယ်ဘယ်တော့မှဖြစ်မှာမဟုတ်တယ်လို့အဖြစ်လည်းခါမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်ကလူထုကိုယ်စားလှယ်ဖြစ်နေဆိုတော့ကုလသမဂ္ဂအနေနဲ့လည်းရွေးရမှာပေါ့သူတို့ရွေးရမှာပေါ့လူထုကိုယ်စားလှယ်ကိုရွေးမလားမဟုတ်ရင်အာနာသိစီကောင်စီကိုယ်စားလှယ်ကိုရွေးမလားရွေးပေါ့ဒါပေမဲ့လည်းတခုပြောရှာရှိတာကသူတို့ကကျွန်တော်အတာကိုနားမထောင်ချီတော့မြန်မာနိုင်ငံပြည်သူလူထု50လိတာရဲ့ငိုကြွေးတာကိုနားမထောင်ချီတော့ကျွန်တော်လည်းသူတို့ကိုပြောမှာပါခင်ဗျားတို့ကဒီမိုကရေစီနိုင်ငံဖြစ်တယ်ဆိုရင်ဒီမိုကရေစီစာချေစာနှုန်းနဲ့ရွေးကောက်တင်မြှောက်ထားတဲ့အတာကိုနားထောင်ရမှာဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်ကနိုင်ငံရေးလို့ပြောရမှာပေါ့ဒါကြောင့်မလို့အမေရိကလည်းအခုကျွန်တော်ပြောနေပြီသူတို့အမေရိကအစိုးရတွေအမေရိကလွှတ်တော်တချို့နဲ့ပြောနေတယ်ပြီးတော့လည်းကျွန်တော်တို့ဒီဗြိတိရှလွှတ်တော်တချို့နဲ့လည်းပြောနေတယ်ယူရိုပီယန်လွှတ်တော်နဲ့လည်းပြောနေတယ်ဆိုတော့အကူလုံးကလည်းကျွန်တော်ပြောတာကိုအလို့ထောက်ခံတယ်နားလည်တယ်သူတို့ဖက်မှာတောင်မှဒီလွှတ်တော်ကိုယ်စားလှယ်တွေကမြန်မာနိုင်ငံမှာဒီလိုရွေးကောက်ခါပြီးတော့နော်ဒီလိုနဲ့အစိုးရကိုဖွဲ့ခွင့်မပြုလိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုစီကိုတော့မှသူတို့ကချိန်ညာစာသားတွေထုတ်ပြဖို့ရအတွက်ကျွန်တော်တိုက်တွန်းထားတယ်ဒါတွေကလည်းမကြခင်မှာလာပါလိမ့်မယ်